မင်္ဂလာပါရှင်အခုဒီ session ကကြတော့ communication session ပေါ့နော် communication session မှာဆိုလို့ရှိရင်ကျမတို့ကအဓိကအားဖြင့်ဆိုလို့ရှိရင် MR တယောက်အနေနဲ့အရန်အရေးကြီးတဲ့အပိုင်းတွေမှာပါပါတယ် MR တယောက်အတွက်ဆိုလို့ရှိရင် communication ကအဓိကအရေးကြီးပါတယ်ရှင် MUဆိုတော့ communication ကဘာကြောင့်အရေးကြီးရလဲကျွန်တော်တို့အရင်ဆုံးစဉ်းစားကြည့်ရအောင်ပေါ့နော်ကျမတို့ကပထမအဆုံးမှာဆက်သွယ်ရတာ email နဲ့ customer တွေ buyer တွေစီကိုဆက်သွယ်ရတယ်เนาะဆိုတော့အဲ့ဒီနေရာမှာကိုက communication မကောင်းဘူးစကားမပြောတတ်မဆိုတတ်ဘူးစကားမပြောတတ်မဆိုတတ်ဘူးဆိုတဲ့နေရာမှာတချို့ဆိုလို့ရှိသေးတယ်ပေါ့နော်ဘယ်လိုရှိလဲဆိုတော့ငါတို့ကငယ်ငယ်လေးတွေကဒီလိုပဲစကားပြောလာတာငါတို့ကစကားပြောရင်နှေးတယ်ညံတယ်ငါတို့စကားပြောတာဒီပုံစံနဲ့လေးလုံးမကွဲဘူးဆိုတဲ့ပုံစံတွေလည်းရှိကောင်းရှိမယ်အာဒီတိုင်းပဲပြောလာတာဒီတိုင်းပဲနားထောင်ဆိုပြီးတော့လုပ်ငန်းခွင်ထဲမှာအဲ့လိုမျိုးကြင့်သုံးလို့မရဘူးပေါ့နော်ပြီးတော့နောက်တစ်ခုကကြတော့ကျမတို့ကဘယ်သူတွေနဲ့ပြောရသေးလဲဆိုတော့ factory ပေါ့နော်စက်ရုံစိုက်ထဲကသူတွေနဲ့ပြောရပါတယ်စက်ရုံဆိုင်တွေကလူတွေနဲ့ပြောမယ်ဆိုလို့ရှိရင်စဉ်းစားကြည့်ပေါ့နော်စက်ရုံတွေကလူတွေကလူတွေအများကြီးရှိတယ် session တွေအများကြီးရှိတယ်ဆိုပါစို့ cutting ရှိမယ်ပြီးသွားလို့ရှိရင် warehouse ရှိမယ်ပြီးသွားလို့ရှိရင်ဆွဲလိုက် supervisor တွေ manager တွေရှိမယ် juicy supervisor တွေ manager တွေရှိမယ်ပေါ့နော်အဲ့ဒါအပြင်မှာမှကျမတို့ကအပြင်ကနေပြီးတော့လာမယ် third party juicy တွေတခြား auditing အပိုင်းတွေပေါ့နော်ဒီလူတွေရှိမယ်အဲ့ဒီလူတွေနဲ့စကားပြောရတဲ့အခါမှာဆိုလို့ရှိရင်လေသူတို့ရဲ့နားလည်နိုင်မဲ့စွမ်းအားပုံမူတည်ပြီးတော့ပြောဆိုကြရပါတယ်ဆိုတော့ MR တယောက်အတွက်ဆိုလို့ရှိရင် communication ကအရင်အရေးကြီးပါတယ်ဒီနေ့ကျမတို့သင်မဲ့သင်ခန်းစာကတော့ system of effective communication ပဲဖြစ်ပါတယ် system of effective communication ဆိုတာကကိုကလူတဦးတယောက်နဲ့ပဲဖြစ်စေတခြားအဖွဲ့အစည်းတစ်ခုနဲ့ပဲဖြစ်စေ communication လုပ်တော့မယ်ဆိုလို့ရှိရင်ဘယ်ပိုင်းတွေကိုသတိထားရမလဲဆိုတဲ့ဟာကိုဦးစားပေးပြီးတော့ပြပြပေးသွားမှာပါပထမဆုံးတစ်ချက်ကတော့ who do you want to communicate ပေါ့ဘသူတွေကိုကိုက communicate လုပ်မှာလဲဘသူတွေကို communicate လုပ်မှာလဲဆိုတဲ့နေရာမှာဒီနေရာမှာစဉ်းစားရမှာရှိပါတယ်ကိုနဲ့ပြောမဲ့သူတွေကလူတဦးတယောက်ထဲလားအဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်တခြားပေါ့နော်ကိုနဲ့တည်ပြီးသားသူတွေလားဒါလေးတွေကိုကျမတို့ကစဉ်းစားရမယ်ဆိုတော့ဒီမှာဆိုလို့ရှိရင်1%ကိုကတဦးတယောက်တည်းကိုပြောမှာလားဒါမှမဟုတ်လို့ရှိရင် group လို့ခေါ်တဲ့တ group တွေကိုပြောမှာလားပေါ့နော်ဆိုတော့အဲ့ဒါဆိုလို့ရှိရင်ကိုတိုင်ကတဦးတယောက်ကိုဘာသာပြန်ပေးရတော့မယ်ဒါမှမဟုတ် information အချက်လက်တစ်ခုခုကို sharing လုပ်ပေးရတော့မယ်ဆိုလို့ရှိရင်ကိုပြောမဲ့သူကိုအရင်ဆုံးစဉ်းစားရတော့မယ်ခုကျမတို့အစာတင်တယ်လို့ပေါ့နော်စာတင်တယ်ဆိုလို့ရှိရင်လူ50လောက်တင်ပါလားလူ10ယောက်လောက်ကိုတင်ပါလားအဲ့လိုမျိုးစဉ်းစားရတဲ့ပုံစံမျိုးပေါ့နော်ဆိုတော့နံပါတ်2ကကြတော့ what is the best way to deliver the message ဆိုတော့ကိုပြောချင်တဲ့အကြောင်းအရာကိုကဘယ်လိုပုံစံနဲ့အကောင်းဆုံးပြောမှာလဲ face to face ပေါ့နော်လူချင်းတွေ့ပြီးတော့ face to face ပြောမှာလားအဲ့လိုမဟုတ်လို့ရှိရင် Zoom တို့အခုလိုမျိုးပေါ့နော်စာသင်တဲ့ပုံစံလိုမျိုး Zoom နေပြီးသွားလို့ရှိရင်ဒီတော့ဆိုတော့ Skype တို့ဘာလို့ရှိတယ်WeChat တို့ဘာလို့ပေါ့နော်တခြား other social application တွေကနေပြီးတော့ပြောမှာလားအဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်ဖုန်းခေါ်ပြီးတော့ manual ဖုန်းနဲ့ခေါ်ပြီးတော့ပဲပါဇက်ကနေပြီးတော့ပဲပြောမှာလားအဲ့လိုမဟုတ်လို့ရှိရင် email ပို့မှာလားဆိုတဲ့အချက်တွေရှိတယ်ပေါ့နော်ဆိုတော့စဉ်းစားကြည့်ရအောင်ခုနကတော့ကိုပြောမိသူကထားပါတော့ warehouse supervisor ကိုပြောမယ် warehouse supervisor ဆိုလို့ရှိရင်သူနဲ့ကိုယ်နဲ့ကတစ်ဆက်ရုံထဲမှာနေတာဒါဆိုလို့ရှိရင်ဒီကညီမတွေအမလိုက်တာဆိုလို့ရှိရင်ဘယ်လိုပြောမလဲသူ့ကို face to face နဲ့သွားပြီးတော့ပြောမလားအဲ့လိုမဟုတ်လို့ရှိရင်ဖုန်းဆက်လိုက်မလား email ပို့မှာလားဒါမှမဟုတ်လို့ရှိရင် Zoom ကနေပြီးတော့ခုလိုမျိုးပေါ့နော်meeting link တွေပါရေးလုပ်ပြီးတော့ပြောမှာလားဘယ်ပုံစံနဲ့ပြောတာကသူနဲ့ကိုယ်နဲ့ကြားမှာအထည်ရောက်ဆုံးနဲ့နားလည်မှုအရှိဆုံးပြီးတော့အချိန်တိုပေါ့နော်အချိန်တိုတွဲမှာထိရောက်နိုင်ဆုံးဖြစ်မလဲဆိုတဲ့ဟာကိုစဉ်းစားရပါမယ်ဟုတ်ပြီကိုယ့်ရဲ့စက်ရုံတွေကသူတွေကိုဆိုရင် communicate လုပ်လို့ရှိရင် manual ဖုန်းခေါ်ပြီးတော့ပြောလို့ရတယ်အဲ့လိုမှမဟုတ်ရင် face to face အဖြစ်နဲ့ပြောလို့ရတယ်အရေးကြီးတဲ့အချက်လက်တွေတခြား customer တွေနဲ့ပြောမယ်ဆိုရင် email ပို့ပြီးတော့ပြောရပါမယ်ဒါကကြတော့ကိုကတစ်ဖက်လူကို message ပေးတဲ့အခါမှာဘယ်ပုံစံနဲ့ပေးချင်လဲဆိုတဲ့အရာပါပြီးသွားရင်နံပါတ်3ချက်ကတော့ what do you want to say ကိုဘာပြောချင်တာလဲသူတို့ကိုကဘယ်ပုံစံနဲ့ပြောမှာလဲပေါ့နော်ဆိုတော့ make sure you are clear yourself
ကိုယ်တိုင်နားလည်ရမယ် you can included ဆိုတာကကိုယ်တိုင်ပါဝင်ရမယ်ဆိုတာကအကြောင်းအရာတစ်ခုကိုကိုကပြောရမယ်ဆိုရင်အဲ့ဒီအကြောင်းအရာပေါ်မှာကိုယ်တိုင်ကနားလည်မှုမရှိဘူးရှင်းလင်းမှုမရှိဘဲနဲ့ဒီ message ကိုတခြားလူကိုဘယ်လိုပေးမှာလဲပေါ့နော်ဆိုတော့အဲ့ဒါအဓိကအကျဆုံးပဲဖြစ်ပါတယ်ကျမစီမှာတင်တန်းတက်လို့ရှိရင်တော်တော်များများပြောကြတယ်ပေါ့နော်သမီးကဘယ်လိုစကားပြောရမှန်းမသိဘူးညီမကလူတွေနဲ့ communicate မလုပ်တတ်ဘူးညီမက introvert ဖြစ်တယ်ဆိုတဲ့ဥစ္စာအဲ့လိုမျိုးပြောကြတယ်ပေါ့နော်ဆိုတော့ပြောမိဆိုရင်ကျမလည်း introvert တစ်ယောက်ပါပဲအပြင်ကလူစိမ်းနေနဲ့တိတ်ပြီးတော့စကားမပြောချင်ဘူးဆိုတဲ့အနေအထားမျိုးလေးရှိကောင်းရှိမြင်ပေါ့ဒါပေမဲ့ anyway လုပ်ငန်းခွင်နဲ့ရောက်လာတဲ့ခါကြလို့ရှိရင်ကျမတို့ကမပြောချင်တယ်ပြောရမယ်ရီယိုဘာလဲဘယ်လိုပြောမလဲရင်လည်းရှိရမယ်ငွေရင်လည်းငိုရမယ်ပေါ့နော်ဆိုတော့ဒီနေရာမှာ make sure you are clear yourself ကိုယ်တိုင်နားလည်ထားရမယ်ကိုကစကားပြောကောင်းနေသူလားအဲ့လိုမဟုတ်ကိုကစကားပြောမကောင်းဟုတ်ပြီဒါဆိုကိုစကားပြောမကောင်းဘူးဆိုလို့ရှိရင်ကိုကတစ်ဖက်လူနားလည်အောင်ဘယ်ပုံစံနဲ့ပြောမှလဲဆိုတဲ့ဒီအချက်6ချက်လေးကိုတစ်ချက်စဉ်းစားရပါမယ်ပထမဆုံးတစ်ချက်ကတော့ key issue ဆိုတာကကိုဘာအကြောင်းအရာကိုပြောမှလဲပြီးရင်နံပါတ်2ကကျတော့ detail ဆိုတာကကိုပြောမယ့်အကြောင်းအရာကို detail အဖြစ်နဲ့ step by step ကိုအရင်ဆုံးစာစီထားမယ်ဒိုဒီမဟုတ်ပေါ့နော် step by step လေးတွေလုပ်ထားမယ်ပြီးရင်နံပါတ်3ကကျတော့ who is involved ကိုပြောပြမယ့်အကြောင်းအရာတွေမှာတခြား third party ကလူတွေတခြား decision လုပ်ပေးမယ့်သူတွေတခြားစီက confirm ယူရမယ့်သူတွေရောပါသေးလားနံပါတ်4ကကျတော့ actionကိုပြောလိုက်တဲ့အကြောင်းအရာတွေမှာကိုရီးယားထပ်ပြီးတော့ confirm လုပ်ရမယ့်အကြောင်းအရာတွေ action ယူပြီးတော့လုပ်ရမယ့်အကြောင်းအရာတွေပါသေးလားဟုတ်ပြီကိုပြောလိုက်တဲ့အကြောင်းအရာကဒီနေ့ဒီနေရာမှာပဲပြီးသွားမှာမဟုတ်ဘူးတခြားသောထပ်ပြီးတော့ consequence တွေရှိနေသေးတယ်ဆိုလို့ရှိရင်အဲ့ဒီ consequence တွေကပါလေ consequence ဆိုတာကနောက်ဆက်တွဲဖြစ်မဲ့အကျိုးဆက်ကိုပြောတာပေါ့နော်ဆိုတော့ consequence ရဲ့အဓိပ္ပာယ်ဒီနောက်ဆက်တွဲဖြစ်မဲ့အကျိုးဆက်ကိုပြောတာပါနောက်တစ်ခုကကျတော့ suggestion ဟုတ်ပြီကိုကသူတို့ကိုပြောလိုက်ပြီသူတို့ကနားမလဲဘူးမကြီးဘယ်လိုလုပ်ရမလဲမသိဘူးဟဲ့ညီမလေးဒါဆိုရင်ဒီကိစ္စဒီလိုလေးလုပ်လိုက်ပါလားအဲ့လိုမဟုတ်လို့ကိုယ့်ရဲ့ manager ကိုပြောမယ်ဆိုလို့ရှိရင်လေအမကြီးသမီးတို့ကဒီလိုမျိုးလေးတော့ရှိရင်ဒီလိုလေးလုပ်လိုက်လို့ရှိရင်တော့ဘယ်ပုံစံလေးတော့ပိုကောင်းသွားနိုင်တယ်ဒီလိုလေးလုပ်လိုက်လို့ရှိရင်တော့ဘယ်လိုမျိုးတော့ risk ဖြစ်နိုင်တယ်ဒီလိုမျိုးလေးလုပ်လိုက်လို့ရှိရင်တော့ sample တွေကနောက်ကျသွားမယ် delivery တွေကနောက်ကျသွားမယ်ဆိုပြီးတော့ကိုကပြောဖြစ်နေမလားပေါ့နော်ဆိုတော့ကို့မှာရှိတဲ့ suggestion ကိုလည်းထည့်ပြီးတော့ပေးရမယ်အဲ့ဒါမှကိုပြောလိုက်တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့နားလည်မှုရှိတယ်ရှင်းလင်းမှုရှိတယ်အဲ့လိုမှမဟုတ်ရင်ကိုပေးလိုက်တဲ့ suggestion ကအဆင်မပြေဘူးဆိုလဲ okay ထားပါတော့ပေါ့နော်တခြားပိုကောင်းတဲ့ suggestion တွေပိုရလာမယ်ဒါဆိုရင်လုပ်ငန်းခွင်ထဲမှာပို့ပြီးတော့အဆင်ပြေမယ်ဆိုတော့ what do you want to say ဆိုတဲ့နေရာမှာကိုဘာပြောရမလဲမသိဘူးဆိုရင်ဒီအချက်6ချက်ကိုအရင်ဆုံးစဉ်းစားလိုက်ပါကိုပြောချင်တဲ့အကြောင်းအရာကဘာလဲ details ကဘာတွေပါမှာလဲပြီးရင်ဘယ်သူတွေပါဝင်သေးတာလဲ action ပါလောက်ရမှာလဲ consequence တွေဘာဆက်ဖြစ်နိုင်လဲ suggestion ကိုဘယ်လိုပေးလို့ရနိုင်မလဲအဲ့လိုမှမဟုတ်ရင် suggestion ကိုပါယူရမလဲဆိုတဲ့ဟာလေးတွေကို tick လေးတွေလုပ်ထားလိုက်ပါဒါဆိုရင်ကိုပြောမယ့်အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ပြည့်စုံသွားပါလိမ့်မယ်နံပါတ်4ကကျတော့ what do you know about your audience listenerပြောချင်တာဒီနေရာမှာ audience တို့listener တို့ဆိုတာကကိုကအကြောင်းအရာတစ်ခုကိုပြောပြီဆိုလို့ရှိရင်ကိုပြောတာကိုနားထောင်မဲ့သူတွေကကိုယ့်ရဲ့ manager တွေလားကိုယ့်ရဲ့တထေးလားအဲ့လိုမှမဟုတ်လို့ရှိရင်ကိုနဲ့လုပ်ဖို့ကင်ဘက်ရွယ်တူပေါ့နော်အလုပ်လုပ်နေတဲ့သူတွေလားအဲ့လိုမဟုတ်လို့ရှိရင်ကိုရီထက်ငယ်တဲ့ helper တွေ swing operator တွေများဖြစ်နေမလားဆိုတော့ကိုနဲ့စကားပြောမဲ့သူကိုပြောတာကိုနားထောင်နေသူကဘယ် level မှာရှိရလဲအဲ့ဒီ audience ရဲ့ level အကြောင်းကိုနားလည်ရမယ်ဆိုတော့ဒီနေရာမှာနံပါတ်1ဒီ position level နံပါတ်2ကကျတော့သူနဲ့ကိုယ်နဲ့ကစိတ်ခုံမနေတာအဲ့လိုမဟုတ်လို့ရှိရင်တခြားပြင်ပကလူကိုစကားပြောရမှာလားနံပါတ်4ကကျတော့ do you know each other in before သူနဲ့ကိုနဲ့ကအရင်တည်းကသိထားပြီးသားလူလားအဲ့လိုမှမဟုတ်ရင်ခုမှသိမဲ့သူလားပေါ့နော်ဆိုလိုတာကဝဲရောက်ဆေးရသူဆိုလို့ရှိရင်ကိုကဒီနေ့မှအလုပ်စဝင်နေဆိုဟဲ့အမရေညီမတို့ဒီလိုမျိုးလေးကိုညီပေးပါနော်ဒီပုံစံနဲ့ပြောလို့ရမယ်အဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်ကိုကဒီဆက်ရုံမှာလည်းကြာပြီသူကလည်းကြာပြီအမရေတမျိုးဒါလေးလုပ်ပေးအောင်နော်ဘယ်ချိန်ပြီးမှလဲနော်ဆိုတော့ဒီ informal လိုပုံစံမျိုးပေါ့နော်ရင်းရင်းနှီးနှီးပြောလို့ရတယ်ဆိုတော့ကိုကတစ်ဖက်ကိုပြောတော့မယ်ဆိုလို့ရှိရင်အဲ့လူရဲ့ position level သူနဲ့ကိုနဲ့က same company ဆိုတာထပ်ပေါ့နော်ဒီအကြောင်းအရာတစ်ခုကိုသိထားပြီးသားသူလားဒါမှမဟုတ်တခြားပြင်ပကသူနဲ့ပြောမှလားဥပမာတပ်ပါတီကကျူစီနဲ့ပြောမယ်ဆိုရင်တို့ကအမြဲတမ်းအပြောင်းလဲရှိနေတဲ့သူတွေပေါ့နော်ဆိုတော့ဒီတပ်ပါတီကကျူစီတွေကိုစကားပြောတဲ့အခါမှာအကိုရေဘယ်နေ့ဒီပေါ့နော်ရုံးလာစစ်မှာလဲအမရေကျမတို့တော့ inline inspection တော့ဘယ်နေ့ရှိပါတယ်ကားစီစဉ်ပေးရအောင်လားစသဖြင့်ပေါ့နော် formal ပုံစံလေးတွေပြောလို့ရပါတယ်ဆိုတော့နံပါတ်4ဒီကိုယ့်ရဲ့ audience ကဘယ်သူတွေလဲဘယ်ပုံစံမျိုးရှိရလဲဆိုတဲ့ဟာကိုနားလည်ရပါမယ်နံပါတ်5ကကျတော့ audience ရဲ့ feedback audience ရဲ့ feedback ဆိုတာကကြတော့သူကကိုကစကားပြောနေတယ်
သူတို့ပြောပြနေထားပါတော့မီတင်တွေပါလောက်တဲ့ချိန်မှာကိုကအရှိကနေပြီးတော့ဘာသာပြန်ပြီးတော့ပြောနေရတယ်ဒါပေမဲ့သူတို့ပုံစံအေးဆေးပဲနားထောင်နေရလားလည်းမသိနားမထောင်တာလားလည်းမသိဒါကိုနားလဲတယ်လည်းမပြောနားမလဲဘူးလည်းမပြောဆိုတဲ့အရာတွေကိုသူတို့ရဲ့ feedback တွေကိုကြည့်ခြင်းအဖြစ်ဘယ်ပုံစံမျိုးကြည့်ပါလဲသူတို့ရဲ့ behavior သူတို့ရဲ့ manner တွေကိုကြည့်ခြင်းအဖြစ်သိနိုင်တယ်သူတို့တွေကအိမ်ငိုက်နေရလားဒါမှမဟုတ်လို့ရှိရင်အိတ်ချင်နေရလားဒါမှမဟုတ်လို့ရှိရင်တရားနဲ့ကြ aggressive ပေါ့နော် aggressive ဆိုတာကရန်လိုတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုပြောရင်နားမထောင်ချင်ဘူးသူတို့သိပါတယ်တက်ပါတယ်ဆိုတဲ့ပုံစံမျိုးတွေဖြစ်နေတာလားအဲ့လိုမဟုတ်ဘူးပေါ့နော်သူတို့မှာအရှိကဒီစိတ်ဆိုးစရာအကြောင်းတစ်ခုခုရှိလာတယ်အဲ့ဒါကြောင့်မို့သူတို့ကခုချိန်ထိစိတ်မပြေသေးဘူးဆိုတဲ့ပုံစံတွေရှိနေတာလားကိုကအထူးသဖြင့်ပေါ့နော်အဲ့ဟာဆိုလို့ရှိရင်ဘာသာပြန်တဲ့သူတွေကအရင်တတိထားရမယ်ပေါ့နော်ကိုကဂျားကနေပြီးတော့ဘာသာပြန်ပြီးတယ်ဒါပေမဲ့သူတို့နားမလည်ဘူးဆိုလို့ရှိရင်ဘယ်ပုံစံနဲ့ပြန်လုပ်ရမလဲနံပါတ်6အဲ့ဒါကကျတော့ asking question to audience ကိုပြန်ပြီးတော့မေးခွန်းတွေပြန်မေးတာမျိုး to make sure clear understanding သူတို့ကိုပြောလိုက်တဲ့အကြောင်းအရာကိုဘာသာပြန်ပေးလိုက်တဲ့အကြောင်းအရာကိုနားလည်မှုတကယ်ရှိလားမရှိလားဆိုတဲ့အရာကိုမေးခွန်းမေးတာမျိုးပဲဖြစ်စေဒို့ဒီမဟုတ်ပေါ့နော်အကြောင်းအရာတစ်ခုအမညီမခုနကပြောလိုက်တဲ့အထဲမှာအမတို့session ကဘာလုပ်ရမှာလဲအမကြီးအမတို့ကတော့6ရက်နေ့ပြီးပေးရမယ်နော်အဆင်ပြေတယ်မှုတ်လားဆိုတဲ့ confirm တစ်ခုခုပြန်ယူလိုက်တာမျိုးဒါဆိုလို့ရှိရင်သူတို့အဲ့လိုမျိုးမေးခွန်းတွေပြန်မေးလိုက်မယ်ဆိုလို့ရှိရင်သူတို့အတွက်ကပို့ပြီးတော့နားလည်သွားမယ်ပေါ့နော်ဆိုတော့ဒီနေရာမှာ system for effective communication ဆိုတာဒီစိတ်ုံထဲမှာမပူပါနဲ့တွေ့ရပါလိမ့်မယ်အမြဲတမ်းကိုပြောလိုက်တဲ့အကြောင်းအရာနဲ့သူနဲ့ကိုနဲ့ကြားထဲမှာ communication gap တွေဖြစ်တဲ့ကိုကဥပမာ sample ကို10ရက်နေလိုချင်တယ်မသိဘူးလေနင်တို့က15ရက်နေပြောရထင်လို့အဲ့လိုမျိုးတွေဥပမာတပ်ပါတီယာကျူစီကလာမယ်မသိဘူးလေဘယ်သူလာမယ်မှန်းလာမယ်တော့ပြောတာပဲဘယ်နည်းမှန်းတော့မသိဘူးဆိုတဲ့ပုံစံမျိုးတွေဒီလိုမျိုးတွေရှိနိုင်တယ်ဆိုတော့ effective communication ဆိုတာဒီပြောတော့ပြောလိုက်တယ်ကိုပြောလိုက်တဲ့အရာကိုပို့ပြီးတော့ထိရောက်စေချင်နေပေါ့နော်အဲ့ဒါကြောင့်မို့လို့သိထားရမယ်အချက်6ချက်ပဲဖြစ်ပါတယ်ဒီအချက်6ချက်ဆိုလို့ရှိရင်ကိုပြန်ပြီးတော့ဝေဖန်သုံးသပ်လို့ရပါတယ်ရှင်ဆိုတော့ဒီအချက်6ချက်ကိုဒီသင်ခန်းစာလေးထဲမှာတေချာလေးကြည့်ထားပေးပါကျမတို့သင်တဲ့9ရက်လေးကြာလို့ရှိရင်ပြန်ပြီးတော့မေးပါမယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်